American Israel နဲ့စစ်ဖြစ်လင်းအသက်ဆုံးဖို့အသင့်ရှိသည့်ဇုံတွဲ100ကျော်အတွက်အီရန်ကဒုံးကျည်များဖြင့်အစုလိုက်အပြုံလိုက်လက်ထပ်ပွဲကျင်းပပြီ။ယူကရိန်းမြောက်ပိုင်းကိုထိုးစစ်ဆင်ပြီးရုရှား၏စီမံချက်5ချက်ကိုထောက်လှမ်းရေးအတည်ပြုအခြေအနေအလုံးအတွက်ပြင်ဆင်နေဟုဇလန်စကီပြောကြား။ဘော်တစ်နိုင်ငံများအပေါ်ရုရှား၏ချင်းချောက်မှုကိုဥရောပသမဂ္ဂ EU နှင့် NATO အဖွဲ့ဝင်အကြီးအကဲများပြင်းပြင်းထန်ထန်တုံ့ပြန်အရှိတ်ချမ်းကာကွယ်ရေးပုံမှုတိုးမြင့်မည်။ဘန်ကောက်တွင်ယထာနှင့်ဘတ်စကာတိုက်မှုကြောင့်တည်ဆုံခဲ့သည့်အမျိုးသမီးမအေးမီမီရုပ်အလောင်းကိုမိသားစုဝင်များတွားရောက်ထုတ်ယူဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။မင်္ဂလာပါ Channel H မှာကြိုဆိုပါရစေ။ယနေ့2026ခုနှစ်မေလ21ရက်နေ့အတွက်နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးပါမယ်။ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ American နဲ့ Israel ကိုတိုက်ခိုက်မဲ့စစ်ပွဲမှာမိမိကိုစတေးပြီးအသက်ဆုံးဖို့အသင့်ရှိနေကြတဲ့ဇုံတွဲပေါင်း100ကျော်အတွက်အီရန်အာဏာပိုင်တွေကတနင်္လာနေ့မှာတီဟီရန်မြို့တော်၌အစုလိုက်အပြုံလိုက်မင်္ဂလာအခမ်းအနားတွေကျင်းပပေးခဲ့ပါတယ်။လက်ရှိမှာမရေရာလာတဲ့အပြစ်ခတ်ရစရေးသဘောတူညီချက်ကြောင့်တင်းမာမှုတွေမြင့်တက်နေဆဲဖြစ်ပါတယ်။အီရန်နိုင်ငံပိုင်မီဒီယာတွေကိုကိုးကားပြီး AFP သတင်းဌာနကဖော်ပြချက်အရဒီမင်္ဂလာပွဲမှာလက်ထပ်ခဲ့ကြတဲ့ဇုံတွဲတွေဟာစစ်ရေးပြိပခဖြစ်ပွားလာပါကလျှက်စစ်ဓာတ်အပိစက်ရုံတွေလိုအဓိကဗဟိုချက်တွေရဲ့ပတ်လည်မှာလူအုပ်စုကြီးတွေဖွဲ့ပြီးကာကွယ်တာမျိုးနဲ့နိုင်ငံတော်အတွက်မိမိတို့ရဲ့အသက်အန္တရာယ်ကိုအစွန့်ခံဖို့ကတိပြုထားသူတွေပါဝင်တယ်လို့သိရပါတယ်။ AFP ရဲ့အဆိုအရဒီအခမ်းအနားတွေဟာအစိုးရကနောက်ခံပြုထားတဲ့အသက်ဆွန့်ခြင်းသို့မဟုတ်ကိုကျိုးဆွန့်ခြင်းလှုပ်ရှားမှုကမ်ပိန်းနဲ့ဆက်ဆက်နေပြီးပြည်သူတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးဖို့အတွက်နိုင်ငံပိုင်ရုပ်မြင်သံကြားကနေထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။အခမ်းအနားတွေမှာရိုက်ကူးထားတဲ့ဓာတ်ပုံတွေအရဇုံတွဲတွေဟာပူပေါင်းတွေအလံတွေပန်းတွေအလားဆင်ထားတဲ့လက်နက်တပ်ဆင်ထားတဲ့စစ်ရင်တွေနဲ့ရောက်ရှိလာကြတာကိုတွေ့မြင်ခဲ့ရပါတယ်။ဓာတ်ပုံအတော်များများရဲ့နောက်ခါမှာပန်းရောင်ချဲတာထားတဲ့ plastic ဒုံးကျည်တွေနဲ့အခြားလက်နက်တွေကိုလည်းမြင်တွေ့ရနိုင်ပါတယ်။ပုံအချို့မှာတော့အီရန်ရဲ့လက်ရှိနဲ့ရခိုင်ခေါင်းဆောင်တွေရဲ့ပုံတူကားတွေပါဝင်ပြီးအဲ့ဒီထဲမှာစစ်ပွဲအစပိုင်းကအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ကွယ်လွန်သွားခဲ့တဲ့ဖခင်ဖြစ်သူအယာတိုလာအလီခါမီနီရဲ့အရိုက်အရာကိုစက္ကန့်သူအဖြစ်ကြီးညာခံထားရတဲ့အမြင့်ဆုံးခေါင်းဆောင်အယာတိုလာမိုဂျာတာဘာခါမီနီရဲ့ပုံလည်းပါဝင်ပါတယ်။တစ်ဖက်မှာလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုနောက်ထပ်အကြီးအကျယ်ထိုးနှက်မှုပြုလုပ်မယ့်အကြောင်းသတိပေးလိုက်ပြီးဖြစ်လို့အရှေ့အလယ်ပိုင်းဒေသဟာငြိမ်းချမ်းရေးလားစစ်ပွဲလားဆိုတာကိုစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ယူကရိန်းမြောက်ပိုင်းကိုထိုးစစ်ဆင်ပြီးရုရှား၏စီမံချက်5ခုကိုထောက်လှမ်းရေးအတည်ပြုအခြေအနေအလုံးအတွက်ပြင်ဆင်နေဟုဇလန်စကီပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။ရုရှားနိုင်ငံယူကရိန်းမြောက်ပိုင်းဘက်ကိုအကြီးစားထိုးစစ်ဆင်ဖို့အတွက်အစီအစဉ်5ခုအထိရှိနေကြောင်းယူကရိန်းထောက်လှမ်းရေးအဖွဲ့ကအတည်ပြုထားတယ်လို့သမ္မတဇလန်စကီကသူ့ရဲ့ Twitter စာမျက်နှာမှာတရားဝင်ထုတ်ဖော်ရေးသားလိုက်ပါတယ်။ဇလန်စကီကယူကရိန်းအနေနဲ့မိ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 လုံးဝကာကွယ်သားမှာဖြစ်ပြီးလက်ရှိကျွန်တော်တို့ရဲ့အလုပ်ဟာမြောက်ပိုင်းကတဆင့်စစ်ပွဲကိုချဲ့ထွင်ဖို့ရည်ရွယ်နေတဲ့ရုရှားရဲ့အစီအစဉ်5ခုအနက်ဘယ်တစ်ခုမှအောင်မြင်မသွားအောင်လှုံ့ဆော်မှုပဲဖြစ်တယ်လို့အလေးနဲ့ပြောကြားခဲ့ပါတယ်။ဒါအပြင်ရုရှားဟာအိန္ဒိချင်းဘီလာရုစ်နိုင်ငံကိုစစ်အခြေစိုက်စခန်းအဖြစ်အသုံးပြုပြီးတိုက်ခိုက်မှုအသစ်တွေလှုပ်လာနိုင်တဲ့အတွက်ယူကရိန်းနိုင်ငံသားရဲ့ဝန်ကြီးဌာနအနေနဲ့ဒီချင်းချောက်မှုကိုစန့်ကျင်တားဆီးဖို့ကြိုးပမ်းနေတယ်လို့ထောက်လှမ်းရေးအဖွဲ့အစည်းတွေကိုလည်းအရေးပေါ်တာဝန်အသစ်တွေပေးအပ်ထားတယ်လို့သိရပါတယ်ခင်ဗျာ။အခုပြောတဲ့မြောက်ပိုင်းစစ်မျက်နှာဆိုတာဟာယူကရိန်းမြောက်ပိုင်းကခါကိဗ်နဲ့ဆမ်မီဒေသတွေကိုအဓိကဆိုလိုတာဖြစ်ပြီးအဲ့ဒီနေရာတွေမှာရုရှားတပ်တွေဟာတဖြည်းဖြည်းချင်းအင်အားတိုးချဲ့နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်ကျူးကျော်စစ်အစောပိုင်းကာလတုန်းကလည်းရုရှားတပ်တွေဟာဘီလာရုစ်နိုင်ငံကနေတဆင့်ယူကရိန်းမြို့တော်ကီယက်ကိုအရှိန်ဟုန်နဲ့ချီတက်တိုက်ခိုက်ခဲ့မှုတာကြောင့်အခုဒီတစ်ချိန်မှာလည်းယူကရိန်းဘက်ကဖြစ်နိုင်ခြေရှိသမျှအခြေအနေတွေအားလုံးအတွက်ကြိုတင်ပြင်ဆင်မှုတွေအားကောင်းအောင်လှုံ့ဆော်နေတာလည်းဖြစ်ပါတယ်။တစ်ဖက်မှာတော့ဥရောပနိုင်ငံရဲ့အခင်းကျင်းမှာထူးခြားလာတဲ့ပြောင်းလဲမှုတစ်ခုအနေနဲ့ဟန်ဂေရီဝန်ကြီးချုပ်အသစ်ကယူကရိန်းရဲ့မိမိခုခံကာကွယ်ပိုင်ခွင့်ကိုအပြည့်အဝထောက်ခံကြောင်းပြသလိုက်ပြီးဘူဒါပက်သဘောတူညီချက်ကိုလည်းပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်လိုက်ပါတယ်။ဟန်ဂေရီဝန်ကြီးချုပ်အသစ်ကယူကရိန်းဟာတားကောင်ဖြစ်ခဲ့ရတာဖြစ်ပြီးသူ့ရဲ့နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့အချုပ်အခြာအာဏာကိုထိန်းသိမ်းဖို့အတွက်ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့မိမိခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ထုတ်ဖော်ပြောကြားခဲ့တာပါ။ဒါဟာရုရှားလူလာသူလို့သိမြင်ထားတဲ့ဟန်ဂေရီဝန်ကြီးချုပ်ဟောင်းအော်ဘန်ရဲ့သဘောထားရည်တည်ချက်နဲ့လုံးဝကွဲပြားခြားနားသွားတဲ့အလှည့်အပြောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ရုရှားရဲ့မြောက်ပိုင်းစစ်မျက်နှာတဲ့အစီအစဉ်တွေကိုယူကရိန်းကဘယ်လိုတားဆီးမလဲဆိုတာနဲ့ဥရောပမဟာမိတ်တွေရဲ့ပံ့ပိုးမှုအသစ်တွေကစစ်ပွဲအပေါ်ဘယ်လိုသက်ရောက်အောင်မလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။တရားသတင်းတစ်ပုဒ်အနေနဲ့ဘော်တစ်နိုင်ငံများအပေါ်ရုရှား၏ချင်းချောက်မှုကိုဥရောပသမဂ္ဂ EU နှင့် NATO အကြီးအကဲများပြင်းပြင်းထန်ထန်တုံ့ပြန်အရှိတ်ချမ်းကာကွယ်ရေးပုံမှုတိုးမြင့်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။ဥရောပကော်မရှင်က EU အဖွဲ့ဝင်နိုင်ငံတနိုင်ငံအပေါ်ရုရှားရဲ့ချင်းချောက်မှုဟာ EU တကူလုံးကိုချင်းချောက်တာဖြစ်ပြီး Baltic နိုင်ငံတွေအပေါ်ရုရှားရဲ့လူသိရှင်ကြားချင်းချောက်မှုတွေကိုပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့လုံးဝလက်မခံနိုင်ကြောင်း
လူမှုကွန်ရက်ကနေတဆင့်တတိပေးလိုက်ပါတယ်။ EU အရှေ့ဘက်ခြမ်းကပြည်သူတွေရဲ့အသက်နဲ့လုံခြုံရေးကိုအန္တရာယ်ဖြစ်စေတဲ့ drone အသုံးပြုမှုတွေအတွက်ရုရှားနဲ့ဘီလာရုစ်တို့မှာတိုက်ရိုက်တာဝန်ရှိကြောင်းဥရောပဟာစီးလုံးညီညွတ်မှုခွန်အားနဲ့တုံ့ပြန်မှာဖြစ်ပြီးဥရောပအရှေ့ဘက်ခြမ်းကာကွယ်ရေးကိုပုံမအားကောင်းအောင်ပြင်ဆင်မယ်လို့ကြေညာပြုထားပါတယ်။ Baltic နိုင်ငံများဆိုတာရုရှားနဲ့နယ်နိမိတ်ချင်းထိစပ်နေပြီးဆိုဗီယက်ခေတ်ကရုရှားရဲ့လွှမ်းမိုးမှုခံရတဲ့ Estonia, Latvia နဲ့ Lithuania နိုင်ငံ၃နိုင်ငံကိုဆိုလိုတာဖြစ်ပြီးလက်ရှိမှာတော့ EU နဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပါတယ်။ ယူကရိန်းရဲ့ drone ဟာ Baltic နိုင်ငံတွေရဲ့လေပိုင်နက်ကိုဖျက်ဆီးပြီးရုရှားကိုတိုက်ခိုက်နေတယ်ဆိုတဲ့ရုရှားရဲ့ဆွဆွဲချက်ပေါ် NATO အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte ကဟာတာပဲလို့ပယ်ချလိုက်ပါတယ်။ Mark Rutte က drone တွေကိုယူကရိန်းဘက်ကလာခဲ့ရင်ယူကရိန်းက Baltic နိုင်ငံတွေစီဆေလို့ချင်လို့မဟုတ်ဘူး။ရုရှားရဲ့ပေါ်ဆမှုနဲ့တရားမဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ဒီလိုဖြစ်လာတာလို့ဘရပ်ဆဲမြို့မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့အင်္ဂါနေ့က Estonia လေပိုင်နယ်အတွင်းရောက်ရှိလာတဲ့ယူကရိန်း drone တစ်စင်းကို NATO အဖွဲ့ဝင်ရိုမေးနီးယားတိုက်လေယာဉ်တစ်စင်းကကြားဖြတ်ပစ်ချခဲ့တာကိုကြည့်ချင်းအပြင် NATO အဖွဲ့ရဲ့ရပ်တည်ချက်တည်တည်ငြိမ်ငြိမ်စိတ်ဆုံးဖြတ်ပိုင်ချက်တွေအပြည့်နဲ့အချိုးကျတုံ့ပြန်မှုတွေကိုပြသခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ရုရှားက Baltic နိုင်ငံတွေကိုပြစ်မှတ်ထားပြီးစစ်ရေးအရဇက်တိုက်ချင်းချောက်လာတဲ့အတွက်ဥရောပသမဂ္ဂနဲ့ NATO အဖွဲ့ကြီးကအဆိုပါနိုင်ငံတွေဘက်ကမမမတ်ရပ်တည်ပေးနေတာကြောင့်ဥရောပအရှေ့ဘက်ခြမ်းစစ်ရေးတင်မာမှုဟာအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘန်ကောက်တွင်ယထာနှင့်ဘတ်စကာတိုက်မှုကြောင့်တေဆုံးခဲ့သည့်မြန်မာအမျိုးသမီးမတ်အေးအေးမြင့်ကျိုးအလောင်းကိုမိသားစုဝင်များတွားရောက်ထုတ်ယူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြီးခဲ့တဲ့မေလ16ရက်နေ့ညနေပိုင်းကကုန်တင်ရထားတစ်စီးကဘတ်စကားကိုဝင်ရောက်တိုက်မိခဲ့တဲ့ပြင်းထန်တဲ့မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမတော်တဆမှုအတွင်းဘတ်စကားပေါ်မှာစီးနှင်းလိုက်ပါလာရင်အသက်သေဆုံးသူကတော့အသက်36နှစ်အရွယ်မြန်မာအမျိုးသမီးမတ်အေးမြင့်ဖြစ်ပြီးသူဟာကရင်ပြည်နယ်ဖအံမြို့နယ်ကျုံဖဲကျွေးရွာဇာတိဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့မှာတော့သေဆုံးသူမတ်အေးမြင့်ရုပ်အလောင်းကိုထုတ်ယူဖို့အတွက်ကျန်ရစ်သူမိသားစုဝင်တွေဟာဘန်ကောက်ရဲဌာနချုပ်ကရဲစေယုံရဲမှုကင်းစေးဌာနကိုရောက်ရှိလာခဲ့ကြပါတယ်။တေဆုံးသူမအေးမြင့်ဟာသူအလုပ်လုပ်နေတဲ့စားတောက်ဆိုင်ကနေအင်ကိုပြန်ဖို့အတွက်ဘန်ကောက်ဘတ်စကားလိုင်းအမှတ်206ကိုစီးနှင်းလိုက်ပါလာခဲ့တာဖြစ်ပါတယ်။သူဘတ်စကားပေါ်လိုက်ပါစီးနှင်းပြီးတမတ်တိုင်အကျော်မှာတင်မဲ့အဆိုပါဘတ်စကားဟာကုန်တင်ရထားရဲ့ဝင်တိုက်ခြင်းကိုခံခဲ့ရတာဖြစ်ပြီးမအေးမြင့်တယောက်အခင်းဖြစ်ပွားရနေရမှာပဲအသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့အကိုဖြစ်သူကိုဝင်းကပြောကြားခဲ့ပါတယ်။တိုင်းတစ်ပါးမြေမှာမိသားစုအတွက်ရုန်းကန်နေရင်မထင်မှတ်ပဲဝမ်းနဲ့ကြေကွဲစရာကောင်းလာအောင်အသက်ဆုံးရှုံးခဲ့ရတဲ့မအေးမြင့်အတွက်ကျန်ရစ်သူမိသားစုဝင်တွေအတူထပ်တူထပ်မြောက်ဝမ်းနေရပါတယ်ခင်ဗျာဒါကတော့ဒီကနေ့အတွက်ရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်နေ့တွေမှာလည်းသတင်းအသစ်တွေကိုထပ်မံတင်ဆက်ပေးဦးမှာမို့စောင့်မျှော်အားပေးကြည့်ရှုကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်